Okay ဒီဘက်မှာဆိုလို့ရှိရင်မှာ keyboard လေးတွေတွေ့ပါတယ် mechanical keyboard လေးတွေပါเนาะကန်ရတဲ့ feeling ကျွန်တော်အခုမှပို့ပြီးတော့နားလဲတာကျွန်တော်ဒါတွေအကုန်လုံးကျွန်တော်တူတူပဲလို့ထင်တာဘဲဟုတ်ပလဲဒါတွေအကုန်လုံးကသူ့ quality လေးလည်းကွာတယ်ဒီကောင်ဆိုလို့ရှိရင် plastic body နဲ့သွားတယ်เนาะဒီကောင်တွေဆိုရင်လုံးဝကွက်လေးလေးပဲเนาะ aluminum body ဖြစ်သွားပြီလုံးဝအတန်ကိုနားထောင်ရှိုးလာเนาะနဲတဲ့ weight မဟုတ်ဒီကောင်တွေဆိုရင်လုံးဝ customize တွေပါလေလုံးလို့ရတယ်လို့သိထားတယ်ပြီးရင်ဒါဆိုရင်သူက budget series ဒါဆိုပေါ့ပေါ့လေးဒါဒီ budget series အောင်မှဈေးကအရန်မပေါ်ဘူးပေါ့နော်ဒါပေမဲ့ကန်ရတဲ့ feeling နဲ့နှိပ်ရတဲ့ feeling ကြီးကလုံးဝတော်တော်လေးမိုက်တယ်နောက်ထပ်တစ်ချက်ကအခုမှထပ်သိလိုက်ရတာအခုဒီမှာသူ switch လေးတွေကအယောင်ဆုံးရှိတယ်ဒီမှာဒီလိုရှိတယ်နော်ဒီလိုရှိတယ် switch တွေကအမျိုးမျိုးပဲဒီ switch တွေအပေါ်မူတည်ပြီးတော့မှနှိပ်ရတဲ့ feeling နဲ့အတန်ဘလို့ထွက်တယ်မထွက်ဘူးဆိုတာကကွာသွားတာနှိပ်ရတဲ့ feeling ဒါလေးဆိုရင်တွတ်တယ်ဒါလေးဆိုရင်နည်းနည်းလေးစီးတဲ့ပုံစံလေးကိုတက်ရောက်တယ်အဲ့တော့ကိုလိုချင်တဲ့ feeling ပေါ်မူတည်ပြီးတော့ဒီ switch တွေကအကုန်လုံးပြန်လဲလို့ရတယ်ဒီ club တွေအကုန်လုံးအဲ့ဒါလေးကတော်တော်လေးမိုက်တယ်ကျွန်တော်အခုမှသိတာပေါ့နောက်ထပ်တစ်ချက်ဆိုလို့ရှိရင်တော့အဲ့ switch ထဲကိုဒီ switch ကိုမှတစ်ခါထပ်ဖြုတ်ပြီးလို့ရှိရင်အလဲမှာအတိုင်လေးရှိတယ်အဲ့တိုင်လေးကိုဒီမှာစီထပ်ထည့်လို့ရတယ်အဲ့စီလေးထည့်လိုက်လို့ရှိရင်ပို့ပြီးတော့ smooth ဖြစ်သွားတယ်လို့ဆိုတယ်ပေါ့နော်ဒါကတော့ဒီမှာတော့တိတ်မလုပ်ကြဘူးတဲ့လုပ်တဲ့တော်တော် crazy ဖြစ်တဲ့လူတွေလောက်ပဲလုပ်တာလို့ပြောတယ်အဲ့တော့ဒီ keyboard brand ကိုပြောမယ်ဆိုရင် Keychron brand ကိုမှတော့အသေးစိတ်အကုန် customize လုပ်လို့ရတယ်မကျိုးကအစဗျာဒီလားတော့ပုံမှန်ကျိုးမသုံးချင်ဘူးဒီမျိုးအထဆင်ထားတဲ့ကျိုးလေးသုံးမလားเนาะဒီလိုကျိုးသုံးမလားအကုန်ပြန်ဝင်လို့ရတယ်ပြီးရင်ဒီကောင်ကအားတာတာနောက်တစ်ခုကဘာလဲဆိုတော့ Mac နဲ့ Windows ကို switch လေးတစ်ခုချိန်လိုက်တာနဲ့တစ်ခါတည်းသုံးလို့ရတယ်ဒီကောင် wireless စီလည်းရှိတယ်ဒီကောင်လေးဆို wireless စီဒီကောင်လေးဆို wireless စီဒီကောင်လေးဆိုလို့ရှိရင်ကျိုးနဲ့လည်းသုံးလို့ရတယ် wireless နဲ့သုံးလို့ရတဲ့ဟာတွေလည်းရှိတယ်အဲ့တော့ switch လေးတစ်ခုချိန်လိုက်ရုံပဲအခုဒီမှာ keyboard မှာဆိုသိတာဒါဆိုလို့ရှိရင်ဒါ Mac အတွက်လောက်တာဒီဟာကိုဖြုတ်လိုက်ပြီးတော့ Windows အတွက်မှာ order တွေ control တွေပြန်ထည့်မယ်ဆိုရင်လည်းထည့်လို့ရတယ်သူ့ဘူးတက်အကုန်ပါပြီးသားလို့ပြော